ကမ္ဘာဝင်ငွေအကောင်းဆုံးဘောလုံးသမား9ဦးသတ်မှတ်ချက်ထိပ်တန်းအဆင့်ဘောလုံးသမားတွေရဲ့ဝင်ငွေဟာတကယ်ကိုမူးဝေနောက်ကျသွားရလောက်မဲ့ပမာဏမျိုးဖြစ်ပါတယ်။သူတို့တွေအေးအေးဆေးဆေးလူဒန်းစီနေနိုင်စားနိုင်ုံတင်မကပဲအံ့အားသင့်စရာကောင်းလောက်အောင်ငွေကြီးအမြောက်အများရှာဖွေနိုင်ကြတာဘာမှလျှို့ဝှက်ချက်မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီတဲကမှကစားသမားအချို့ကတော့တာမန်ထက်ကိုတာလွန်ပြီးမျက်လုံးပြူးသွားရလောက်မဲ့ဝင်ငွေမျိုးကိုပိုင်ဆိုင်ထားကြပါတယ်။ဒါဆိုရင်ကမ္ဘာအကျော်ကြားဆုံးကစားသမားတွေတကယ်တမ်းဘလောက်တောင်ဝင်ငွေရနေကြလဲကံကောင်းထောက်မှစွာပဲ Forbes မဂ္ဂဇင်းဟာကမ္ဘာဝင်ငွေအကောင်းဆုံးအားကစားသမားတွေရဲ့နှစ်ပတ်လည်စာရင်းကိုထုတ်ပြန်လေးရှိပြီးအဲ့ဒီထဲမှာထိပ်တန်းဝင်ငွေရဘောလုံးသမားတွေလည်းပါဝင်ပါတယ်အခုပေါ်ပြပေးမှာကတော့2025ခုနှစ်မေလ1ရက်ကနေ2026ခုနှစ်မေလ1ရက်နေ့အထိတွက်ချက်ထားတဲ့ကမ္ဘာဝင်ငွေအကောင်းဆုံးဘောလုံးသမား9ဦးရဲ့စာရင်းဖြစ်ပြီးသူတို့ရဲ့ဝင်ငွေနဲ့အဓိကစီးပွားရေးလမ်းကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်ဘောလုံးသမားတွေရဲ့ဝင်ငွေကတခြားအားကစားနည်းတွေနဲ့ရှင်ရင်ဘယ်လိုရှိလဲဘောလုံးဟာကမ္ဘာပေါ်မှာငွေကြီးအမြောက်အများစီးဆင်းနေတဲ့အားကစားနည်းတစ်ခုဖြစ်ပေမဲ့သူ့ပိုင်ကိုယ်ပိုင်ပါပဲတခြားအားကစားကဏ္ဍကကျေပွင့်နေလေဒီလိုနက်ခတ်ပေးတဲ့ဂိမ်းကနန်းလောက်ရှိတဲ့ဝင်ငွေမျိုးကိုရရှိနေကြပါတယ် Forbes ရဲ့ကမ္ဘာဝင်ငွေအကောင်းဆုံးအားကစားသမားအယောက်90စီးရင်အရာဘောလုံးသမားက9ဦးဘောလုံးသမားက9ဦးပဲပါဝင်ပါတယ်ဒီပမာဏဟာစည်ရင်းထဲမှာပါတဲ့ NFL American ဘောလုံးကစားသမားအရေးထွက်တဲ့2ဦးပိုနေနေတယ်လို့အယောက်90စည်ရင်းမှာ19ဦးအထိပါဝင်ပြီးအားကစားနည်းအားလုံးထဲမှာအများဆုံးဖြစ်နေတဲ့ဘတ်စကက်ဘောကစားသမားတွေနဲ့ရှင်ရင်တိတိတတ်တာယုံနေနေတာတွေ့ရပါတယ်။ Tennis, Formula 1, F1, မော်တော်ကားမောင်း Baseball, Golf တီးနဲ့လက်ဝှေ့အားကစားသမားတွေကလည်းထိပ်တန်းဝင်ငွေစည်ရင်းမှာအသီးသီးပါဝင်နေကြပြီးကွင်းတွင်းလာစားအပြင်ကြော်ညာစာချုပ်တွေကနေဝင်ငွေတွေအများကြီးရနေကြတာပါ။ဒါပေမဲ့လည်းကမ္ဘာဝင်ငွေအကောင်းဆုံးအားကစားသမား3ဦးစည်ရင်းကိုကြည့်ရင်တော့ထိပ်ဆုံးက2ဦးကကျွန်တော်တို့အားလုံးရင်းနှီးပြီးသားဘောလုံးသမားတွေပဲဖြစ်နေပါတယ်။ဘောလုံးသမားမဟုတ်တဲ့ဝင်ငွေအကောင်းဆုံးအားကစားသမားများအဆင့်အားကစားသမားအားကစားနည်းစုစုပေါင်းဝင်ငွေကွင်းတွင်းဝင်ငွေလာစားစုကြည်ကွင်းပြင်ပဝင်ငွေကြော်ညာစီးပွားရေး1 Canelo Alvarez လက်ဝှေ့ဒေါ်လာ190သန်းဒေါ်လာ160သန်းဒေါ်လာ10သန်း2 LeBron James ဘတ်စကက်ဘောဒေါ်လာ139.8သန်းဒေါ်လာ52.8သန်းဒေါ်လာ85သန်း3 Shohei Ohtani baseball ဒေါ်လာ129.6သန်းဒေါ်လာ2.6သန်းဒေါ်လာ125သန်း4 Stephen Curry basketball ဒေါ်လာ124.7သန်းဒေါ်လာ59.7သန်းဒေါ်လာ65သန်း5 John Ram golf ဒေါ်လာ109သန်းဒေါ်လာ99သန်းဒေါ်လာ10သန်းမှတ်ချက်ကိန်းကနန်းများမှာ2025မေလ1ရက်မှာ2026မေလ1ရက်အထိဖြစ်သည်ကမ္ဘာဝင်ငွေအကောင်းဆုံးဘောလုံးသမားများအဆင့်သတ်မှတ်ချက်ခွန်မိုဟာမက်ဆာလာလီဗာပူးစုစုပေါင်းဝင်ငွေဒေါ်လာ55သန်းပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့အီဂျစ်ဘုရင်ကြီးမိုဟာမက်ဆာလာဟာ Forbes ရဲ့အယောက်90စည်ရင်းထဲကိုပထမဆုံးဝင်ရောက်လာတဲ့ဘောလုံးသမားဖြစ်ပါတယ်။သူဟာစုစုပေါင်းဒေါ်လာ55သန်းရရှိခဲ့ပြီးအဲ့ဒီထဲကဒေါ်လာ35သန်းခန့်ကလီဗာပူးအသင်းကရတဲ့လစာနဲ့စုကြီးတွေဖြစ်ပါတယ်။ကျန်တဲ့ဒေါ်လာ20သန်းကိုတော့ Adidas, Pepsi နဲ့ Vodafone လိုကမ္ဘာအဆင့်မီတစိမ့်တည်းရဲ့ကြော်ညာတွေကနေရှာဖွေခဲ့တာပါ။နောက်ပွင့်လင်းရသည်တွေမှာ Saudi ကလပ်တီစီပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတာကြောင့်နောက်နှစ်ဒီမှာသူ့ရဲ့အဆင့်ကဒီထက်ပိုတက်လာဖို့ရှိနေပါတယ်။6 Vinicius Junior Real Madrid စုစုပေါင်းဝင်ငွေဒေါ်လာ60သန်း Vinicius ရဲ့ဝင်ငွေအများစုက Real Madrid အသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကနေရတာဖြစ်ပြီးလစာနဲ့စုကြီးစုစုပေါင်းဒေါ်လာ40သန်းခန့်ရှိပါတယ်။ကျန်တဲ့ဝင်ငွေတွေကိုတော့ Gatorade, Luxottica Group, Marriott International, Nike, Pepsi, Unilever နဲ့ Visa စတဲ့ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့စပွန်ဆာစာချုပ်တွေကနေရရှိတာဖြစ်ပါတယ်။5 Erling Haaland, Man City စုစုပေါင်းဝင်ငွေဒေါ်လာ80သန်း Erling Haaland ကတော့စည်ရင်းရဲ့အဆင့်9နေရာမှာရှိနေပြီးပရီးမီးယားလိဂ်ရဲ့ဝင်ငွေအကောင်းဆုံးကစားသမားလေးဖြစ်ပါတယ်။သူဟာစုစုပေါင်းဝင်ငွေဒေါ်လာ80သန်းရရှိခဲ့ပြီး Man City အသင်းကနေရတဲ့လစာကနေဒေါ်လာ60သန်းခန့်ရှိပါတယ်။ကျန်တဲ့ဝင်ငွေတွေကတော့ Beats by Dre, Breitling, Dolce & Gabbana, Electronic Arts, Marriott International, Media, Nike, Supersea, Unilever နဲ့ Visa စတဲ့ကြော်ညာလုပ်ငန်းတွေကနေရရှိတာဖြစ်ပါတယ်။4 Kylian Mbappe, Real Madrid စုစုပေါင်းဝင်ငွေဒေါ်လာ95သန်း
ကီလီယန်အမ်ဘာပီကတော့ဥရောပဘောလုံးလောကမှာဝင်ငွေအကောင်းဆုံးကစားသမား ကီလီယန်အမ်ဘာပေကတော့ဥရောပဘောလုံးလောကမှာဝင်ငွေအကောင်းဆုံးကစားသမားအဖြစ်ထိပ်ဆုံးကရပ်တည်နေပါတယ်။သူ့ရဲ့ Real Madrid စာချုပ်ကနေဒေါ်လာ80တန်းခန့်ရရှိပြီးကျန်တဲ့ဒေါ်လာ25တန်းကိုတော့ Dior, Electronic Arts, Hublot, Nike, Oakley နဲ့ဆိုရဲစားတဲ့အမတ်တစိုက်တွေရဲ့ကြော်ညာတွေကနေရှာဖွေခဲ့တာဖြစ်ပါတယ်။3. Karim Benzema, Al-Ittihad စုစုပေါင်းဝင်ငွေဒေါ်လာ104တန်းဒီစီရင်ရဲ့နံပါတ်3နေရာမှာတော့အားလုံးကိုအံ့အားသင့်စေမဲ့ဝါရင်တိုက်စစ်မှုကြီး Karim Benzema ရှိနေပြီးသူ့ရဲ့ဝင်ငွေဟာကနန်း6လုံးတန်းရာချီတဲ့အထိချိုးဖျက်နိုင်ခဲ့ပါတယ်။သူဟာ Saudi Club Al-Ittihad အသင်းကနေလစာဒေါ်လာတန်း100ခန့်ရရှိနေပြီးကျန်တဲ့ဝင်ငွေတွေကတော့အဓိကအားဖြင့် Adidas နဲ့လက်တွဲထားတဲ့ကြော်ညာစာချုပ်တွေကနေရတာဖြစ်ပါတယ်။နှစ် Lionel Messi, Inter Miami စုစုပေါင်းဝင်ငွေဒေါ်လာ140တန်းဒုတိယနေရာမှာရှိနေတဲ့ကမ္ဘာ့ဖလားချန်ပီယံလီယိုနယ်မက်ဆီဟာအားကစားနည်းအားလုံးထဲမှာတော့တတိယမြောက်ဝင်ငွေအကောင်းဆုံးအားကစားသမားဖြစ်ပါတယ်။မက်ဆီရဲ့ဝင်ငွေကတော့အင်တာမိုင်ယမ်မီရတဲ့လစာနဲ့ကွင်းပြင်ဘာကရတဲ့ကြော်ညာခတွေတဝက်စီလောက်မျှနေတာကိုတွေ့ရပါတယ်။မက်ဆီရဲ့ကြော်ညာစာချုပ်တွေထဲမှာ Adidas, PepsiCo, Anheuser-Busch InBev, Apple, Beats by Dre, Epic Games, Hard Rock Cafe, Lowe's, Mastercard နဲ့ Panini တို့ပါဝင်တယ်လို့ကိုပိုင်အဝတ်အထည်အမတ်တစိုက်ဖြိုရီလုပ်ငန်းနဲ့ဟိုတယ်လုပ်ငန်းတွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ 1. Sironedo, Al-Nassr စုစုပေါင်းဝင်ငွေဒေါ်လာ300တန်းစီရိုနေဒိုကတော့ကမ္ဘာဝင်ငွေအကောင်းဆုံးဘောလုံးသမားတင်မကပဲကမ္ဘာမြေပေါ်မှာဝင်ငွေအမြင့်မားဆုံးအားကစားသမားအဖြစ်ပါထိတ်ဆုံးကနေစံချိန်တင်ရပ်တည်နေပါတယ်။သူဟာဒေါ်လာ300တန်းအထိရရှိခဲ့ပြီးဒါဟာမက်ဆီရဲ့ဝင်ငွေထက်2ဆကျော်ပိုများတယ်လို့သူ့ရဲ့အနည်းဆက်ဆုံးပြိုင်ဘက်လက်ဝှေ့သမားကာနေလို့ထက်ဒေါ်လာ130တန်းလောက်ပိုများနေတာပါ။သူ့ရဲ့ဝင်ငွေတွေကဒေါ်လာ65တန်းဟာ Binance, Herbalife, Ligo, Nike, Terabody, Hoop စတဲ့ကြော် Whoop စတဲ့ကြော်ညာလုပ်ငန်းတွေနဲ့ကိုပိုင်ရင်းနှီးမြှုပ်နှံမှုတွေကနေရတာဖြစ်ပြီးကျန်တဲ့ဒေါ်လာ235တန်းကတော့သူ့ရဲ့အကူအညီနဲ့ Saudi Pro League Champion ဆုကိုစုခူးနိုင်ခဲ့တဲ့ Al Nassr အသင်းရဲ့စာချုပ်ကနေရရှိတာဖြစ်ပါတယ်